စိတ်ပေါ်မှာလေဂိမ်းမင်းတစ်ခုကစားချင်တယ်သိလားဘာလို့လဲရှင်တို့တိုင်းရင်းသားတွေဆိုစကားမပြောရတော့ကျွန်မတည်လို့နှောက်ချင်တာတိုင်းရတော့မဲသူနာလည်းပုံစံကြီးကဲကျွန်မလောင်းချင်းထပ်မယ်ရှင်တို့ကျွန်မရှာတောင်း twisted ဖြစ်တဲ့စာပြောခိုင်းလို့လားတယောက်စင်မတူတက်မယ်ပြော come one လာပြန်ပြီသူလာနဲ့လာဟာလုံးနဲ့နှိပ်ခိုင်းလို့လားကိုမစားချင်တော့ကြာလမ်းလေးချင်တယ်ဟောပါလေဘာလို့ပြောရလဲပေါ့နော်ကဲကိုကြီးကပြောရမှာလားနော်အမြန်ပြောရမှာနော်တာမောရှန်ကလေးရှော့ထမ်းလို့ပြေတိုရဲရှော့ကရှော့တိုရဲရှော့ကတိုးရှဲရှော့ကတိုးတောင်ပေါ်ရှန်ကလေးရှော့ရပြီအော်ဘယ်လိုတောင်းပါပဲပြောဝင်နေမယ်တာမောကရှန်ကလေးတေချာနာထားဆရာမစာမေးနေတာမောရှန်ကလေးရှော့ထမ်းလို့ပြေနော်တိုရဲရှော့ကတိုးရှဲရဲရှော့ကရှဲတောင်ပေါ်ကရှန်ကလေးရှော့ကရှော့တောင်ပေါ်ကရှန်ကလေးရှော့ထလို့ပြီတိုးရဲရှော့ကတိုးရှီရဲရှော့ကနော်ရှီရဲရှော့ကရှီတိတ်မရှိနဲ့ရှီရဲကရှီ吃毛吃地不吃啥？吃毛吃地吃地少。这个是让人内困呀喽。ကဲကျမဒီနေ့ကတော့ကျမရဲ့ဆိုရဲစစ်တွေကတော့ဒီလောက်ပါပဲဒါပေမဲ့ကျမရဲ့တွေ့ကြုံလေးပြောပြချင်တာနားထောင်ပါလားဟုတ်ပါဘူးဒါမျိုးကြောင့်ကြီးရယ်ကျမအင်ငယ်တော့ကလေကျမရဲ့အမေရဲ့တကယ်ချင်းကစိုင်ဖွင့်ထားတာပေါ့နော်အဲ့ရန်ကြီးညာမင်းတော့ဆဆန်းမြင်းတဲ့ဒါပေမဲ့ကျမကလေသူ့ကသားတစ်ယောက်ရှိတယ်တလားသူကဟိုလေဗာလေကြော်တက်တဲ့သူတွေသိလားကြော်တက်ဆိုမင်းသားကြော်တက်ဆိုလေဒီက he got a very long hair တချမ်းဆောင်တော့ဘယ်တော့မှသူမျက်နှာမပြအောင်တော့ကိုလည်းရမ်းကြည့်ချင်တာပေါ့နော်ကြည့်ချင်တော့အမေဘာခိုင်းမလဲပေါ့အမေတော့တဲ့ပစုံချောက်တော့မယ်စိတ်ကမဟုတ်ဘူးပစုံချောက်ရေပုံရင်ကြီးပစုံချောက်ရေပုံရင်ကြီးအမှဖတ်သွားဆိုင်ရတော့အန်ဒီပစုံချောက်လို့ပြောဟင်းနေအန်ဒီလည်းပစုံချောက်မဟုတ်ပါဘူးသမီးအန်ဒီတော့စမ်းစမ်းမြင်ပါအော်အန်တီတို့အန်တီတားလေးရနော်လို့ရမ်းလို့ချောတာပဲလို့မမြင်ဘူးလို့အန်တီတားလေးတားလိမ့်မာတော့သမီးရဲ့တလားလေးအော်မအေးစောချောရတာပေါ့တားလေးရမင်းတို့ရေခွက်လောက်ခတ်ပြီးပါကောက်တော့ခတ်ရမ်းလိမ့်မာတားလေးလေနောက်ရှင်တို့အခုခေတ်မှာနော် editors တို့ filler တို့မလေး Louis Vuitton တို့ဘာလို့ညာတို့တော့ဝစ်ကြရတယ်ပေါ့ဟဲ့ तू ကလည်းအဲ့ဒီခေတ်တွေမပေါရင်သူ့မှာအင်ဂျီက60လောက်တစ်နေ့ကိုလဲတာနော်ဒီနေ့အပြာလေးနောက်လိုက်တော့ဂျိုးသိန်းသေးပေါ်လိုက်တာနောက်နေ့ကျအနီရောင်လေးတောက်ကြီးပုံးရီ